โอเค18ရက်မြောက်နေ့ပထမဆုံးကတော့ဒိုခိုးတို့ကမြန်မာလိုဆိုရင်တော့နေနေတတာဆိုပြီးတပည့်ရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့အလုံးရှုပ်တာမလို့နားဖို့နေနေတတာအဲ့ချိန်တောင်မရှိပါဘူးလွယ်ဖို့နေနေတတာအတော်လေးခက်ခဲခဲ့ပါတယ်ဆိုပြီးဒီမျိုးမြန်မာပုံစံအနေနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့တာမန်ပုံစံနဲ့တွဲပြီးအသုံးပြုရပါမယ်နံကရိယာနာမဟုတ်ဒေတာတို့ပဲပါဘာမှပြောင်းကြမလို့ပါဘူးဒါပေမဲ့နာမဟုတ်ဒေတာပေါ့နော်နာ adjective နဲ့တွဲပြီးသုံးမယ်ဆိုရင်တော့ဒီနာကိုဖြုတ်ပြီးအဲ့နောက်မှာဒိုခိုးတို့ကကိုထည့်ရပါမယ်ဥပမာဆောင်ညွှန်ကျင်တော့ပို့ပြီးတော့နားနေမယ်လို့ထင်ပါတယ်ဥမာဆန်ပထမကြောင်းတော့ဤဆိုကားရှိတဲ့ရာစုမှုဒိုကိုရိုကနေရူချကန်မွန်နိုင်မြန်မာလို့ဆိုရင်တော့အလုံးရှုပ်တာမလို့နားဖို့နေနေတတာအဲ့ချိန်တောင်မရှိပါဘူးဆိုပြီးအတိတ်ပဲရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ဒိုကိုရိုကရှိမှရာစုမှုနားတယ်ဆိုတဲ့ဒီကရိယာကိုတိုင်းလေးပဲထားပြီးအသုံးပြုတတ်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ခန်တန်ဒိုကိုရိုကခနာဒီမူဇူကရှိခတ်တာဒီမှာလို့ဆိုတော့လွယ်ဖို့နေနေတာအတော်လေးခက်ခဲခဲ့ပါတယ်ဆိုတဲ့ဒေဘေရတဲ့စကားလုံးမှာဒီနေရာမှာတော့ဒိုကိုရိုကရှိမှာခန်တန်နာလွယ်ကူတယ်ဆိုတဲ့နာ adjective နာမဟုတ်တဲ့နာကိုထည့်ပြီးသုံးပြတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအကြောင်းမလို့ဒီနေရာမှာနာကိုဖြုတ်ပြီးတော့ခန်တန်ဆိုပြီးတော့ပဲထားပြီးတော့ခန်တန်ဒိုကိုရိုကလွယ်ဖို့နေနေတာဆိုပြီးတွင်ပုံစံနဲ့အသုံးပြုထားတာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ဒိုကိုရိုတဲဝါနိုင်မြန်မာလို့ဆိုရင်တော့အချိန်မဟုတ်ပါဘူးဆိုပြီးဒေးရရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာဘယ်လိုပြောလဲဆိုရင်တော့စာမွေးပွဲမတိုင်မီမလို့ကစားဖို့အချိန်မဟုတ်ပါဘူးအဲ့ဒီဟာတာကိုပြောဖို့အချိန်မဟုတ်ပါဘူးဆိုပြီးဒီပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့တာမန်ကရိယာနဲ့တွဲပြီးသုံးပါတယ်ဘာမှပြောင်းကြမလို့ပါဘူးအဲ့ဒီကရိယာရဲ့နောက်မှာဒိုကိုရိုတဲဝါနိုင်ကိုထည့်ပြီးအသုံးပြုရပါပြီကျွန်တော်ဥပမာဆောင်နေကိုဆက်ပြီးကြည့်ပါမယ်ဥမာဆန်ပထမကြောင်းကတော့စကန်မာရတဲ့အဆိုဘူးဒိုကိုရိုတွေဝါနိုင်မြန်မာလို့ဆိုတော့စာမွေးမတိုင်မလို့ကစားဖို့အချိန်မဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီနေရာမှာတော့ဒိုကိုရိုတွေဝါနိုင်ရဲ့ရှင်မှာအဆိုဘူးကစားတယ်ဆိုတဲ့တာမန်ကရိယာကိုပဲထည့်ပြီးအသုံးပြုတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ဆွန်နာဂျော်ဒန်ကို EU ဒိုကိုရိုဒေဝါနိုင်အဲ့ဒီဟာတာကိုပြောဖို့အချိန်မဟုတ်ပါဘူးဆိုပြီးတိတ်ပဲရစကုန်ဖြစ်ပါတယ်ဒီညမှာလည်းဒိုကိုရိုဒေဝါနိုင်အချိန်မှာ EU ပြောတယ်ဆိုတဲ့တာမန်ကရိယာကိုထားပြီးသုံးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမျိုးပုံစံနဲ့အသုံးပြုနိုင်တဲ့စကားလုံးပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့နီအတတ်တေမြန်မာလိုဆိုရင်ယာတွင်ဆိုပြီးတိပဲရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့စာချုပ်ချုပ်ဆိုရာတွင်အသုံးပြုရမယ့်အချက်တွေကိုရှင်းပြပါမယ်နောက်တစ်လုံးကတော့နိုင်ငံတွဲဝင်ရောက်ရာတွင်လုံထုံးလုံနည်းတွေလိုအပ်ပါတယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်သူကတော့သုံးမဲ့ဆိုရင်နန်နဲ့တွဲပြီးသုံးပါတယ်အဲ့ဒီနောက်မှာနီအတတ်တေကိုထည့်ပြီးအသုံးပြုရပါပြီဥပမာစာအုပ်တွေကိုဆက်ပြီးကြည့်အောင်ပါဥမာဆိုင်ပထမအကြောင်းကတော့ခေယာခုနီအတတ်တဲ့ချူအီတန်ကိုဆက်စမဲရှိますမာလို့ဆိုရင်တော့စာချုပ်ဆိုရာတွင်သတိပြမဲ့ချက်တွေကိုရှင်းပြပါမယ်ဆိုပြီးတိပေးရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီမှာတော့နီအတတ်တဲ့ရှိမှာခေယာခုစာချုပ်ချုပ်ဆိုခြင်းဆိုတဲ့စာချုပ်ဆိုတဲ့ဒီနံကိုထားပြီးတော့အသုံးပြုတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ new ခုခုနီအတတ်တဲ့တေဇူခိကီစီယိုဒါမြန်မာလို့ဆိုနိုင်ငံထဲဝင်ရောက်ရမှာလုံထုံးလုံနည်းတွေလိုအပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရစကားလုံးဖြစ်ပါတယ်ဒီနေရာမှာတော့ need attach မှာ new ခုနိုင်ငံထဲဝင်ရောက်ခြင်းဆိုတဲ့ဒီနံကိုထားပြီးအသုံးပြုတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ဝိုဖူမရဲ့တင်မြန်မာလို့ကျွန်တော်ထည့်စဉ်းစားပြီးဆိုပြီးဒေးပေးရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ပြန်လဲသုံးသပ်ခြင်းတွေကိုထည့်စဉ်းစားပြီးတော့အစီအစဉ်တွေကိုပြင်ဆင်ပါမယ်ရလက်တွေကိုထည့်စဉ်းစားစီပြီးတော့ဒီမှန်ချက်တွေကိုချမှတ်ခဲ့ပါတယ်ဆိုပြီးတော့ဒီလိုပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူကလည်းအသုံးပြုမယ်ဆိုရင်နန်နဲ့တွဲပြီးသုံးရပါမယ်အဲ့ဒီနောက်မှာဝိုဖူမရဲ့တဲ့ကိုထည့်ပြီးအသုံးပြုရင်ရပါပြီဥပမာဆောင်တွေကိုဆက်ပြီးကြည့်ပါမယ်ဥပမာဆောင်ပထမကြောင်းကတော့ဟန်ဆေးကိုဖူမရဲ့တဲ့ခေကာခုကိုရှူဆေးစုတူမှာလို့ဆိုရင်တော့ပြန်လဲသုံးသပ်ခြင်းတွေကိုထည့်စဉ်းစားပြီးတော့အစီအစဉ်ကိုပြင်ဆင်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာတော့ဝိုဖူမရဲ့တဲ့ရဲ့ရှင်မှာဟန်ဆေးပြန်လဲသုံးသပ်ခြင်းဆိုတဲ့နာမ်ကိုထားပြီးအသုံးပြုထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ဂျစ်ဆက်ကီယိုဖူမာရဲ့တဲ့မူကူဒီယိုကိုတာတေတာမှာလို့ဆိုရင်တော့ရလက်တွေကိုထည့်စဉ်းစားပြီးတော့အီမန်ချက်တွေကိုချမှတ်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာလည်းဝိုဖူမာရဲ့တဲ့ရှင်မှာဂျစ်ဆက်ကီရလက်တွေဆိုတဲ့ဒီနံကိုထားပြီးအသုံးပြုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ဝိုဥခေတဲ့မြန်မာလိုဆိုရင်တော့ကြောင်းဆိုပြီးတော့ဒီညမှာဘာသာပြန်လို့ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့တောင်းဆိုမှုတွေကြောင်းစနစ်ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်မတော်တဆမှုဒီ accident ကြောင့်ရင်ပြေးဆွဲခြင်းကိုရန်နာခဲ့ပါတယ်ဆိုပြီးလွန်ပုံစံနဲ့အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်သူကလည်းပဲသုံးမယ်ဆိုရင်နန်နဲ့တွဲပြီးသုံးပါမယ်အဲဒီနောက်မှာဝိုဥခေတဲ့ကိုထည့်ပြီးတော့အသုံးပြုရင်ရပါပြီဒီဥပမာဆောင်မျိုးဆက်ပြီးကြည့်ပါမယ်ဥပမာဆောင်ပထမကြောင်းကတော့ယောဘိုဝဥခဲတဲ့စေဒိုမီနာဝရှတာမြန်မာလိုဆိုတော့တောင်းဆိုမှုတွေအကြောင်းစနစ်ကိုပြင်ဆင်ခဲ့ပါတယ်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီညမှာဝဥခဲတဲ့ရဲ့နောက်မှာအရှိမှာပေါ့နော်ဆိုတော့ယောဘိုတောင်းဆိုမှုတွေဆိုတဲ့ဒီညံကိုထားပြီးအသုံးပြုတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့ဂျီကိုဝဥခဲတဲ့အွန်ကိုကဒေရှိစာတဲ့တာ
မလို့ဆိုရင်တော့မတော်တဆမှုတွေကြောင့်အရင်ပြေးဆွဲခြင်းကိုရန်နာခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာတော့ will get တဲ့အချိန်မှာ G ကိုမတော်တဆမှုတဲ့ accident ဆိုတဲ့ဒီ noun ကိုထားပြီးအသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးပုံစံနဲ့အသုံးပြုလို့ရတဲ့စကားလုံးပဲဖြစ်ပါတယ်